ဒီနေ့28ရက်3လ2026ခုနှစ်ဟာအတီးကျမတို့ကိုခွဲခွာသွားတာတစ်နှစ်ပြည့်တဲ့နေ့ပါအတီးကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာအမှတ်တရတစ်နှစ်အနေနဲ့တဘာဝနဲ့ရှင်သန်ခြင်းအစီအစဉ်မှာအတီးပြောပြခဲ့တဲ့စကားပွင့်တုပ်ရဲ့တခုပွင့်တုပ်ရဲ့တမမုံပင်ဆိုတဲ့အကြောင်းကိုသူပြောပြထားတာလေးတွေကိုကောက်နှုတ်ပြီးအမှတ်တရတင်ပေးလိုက်ပါတယ်။တဘာဝနဲ့ရှင်သန်ခြင်းအစီအစဉ်ဟာအတီးစတင်ခဲ့တဲ့အစီအစဉ်လည်းဖြစ်ပါတယ်။မီလီတို့နယ်ဘက်မှာဆိုစကားပွင့်ကိုပြုတ်ပြီးတော့ငပိရင်ငပိချက်တို့နဲ့တို့စရာဖြစ်နေစားကြတယ်။အပွင့်ပြုတ်ကိုကျက်သွန်နီစီချက်မြေပဲဆန်ကြောတောင်းကျက်သွန်နီတွေနဲ့လက်တုပ်တုပ်ပြီးတော့တေးစားဖြစ်လဲစားကြတယ်။အပွင့်ကိုအမုံနဲ့မန်းပြီးတော့မှကြော်စားကြသည်ရဲ့။တရုတ်စကားပွင့်လေးတွေကိုတုပ်စားမယ်ဆိုလို့ရှိရင်ပထမဆုံးပန်းပွင့်လေးတွေကိုရေးစင်အောင်စီရေနွေးဖြောအေးသွားတဲ့အခါရေညှစ်ထုတ်ပြီးတော့လှီထားတယ်။မြေပဲဆန်လေးတွေကိုလှော်ပြီးတော့ထောင်ထားမယ်ပြီးရင်ငရုတ်သီးစိမ်းလေးတွေကိုပပလိထားကျက်သွန်နီစီချက်လေးတွေကိုစီချက်နောက်ထပ်ကျက်သွန်နီလေးတွေကိုပပလိပြီးတော့နေမဲ့စလုံးထဲမှာပန်းမွှေးနေထက်စားပလားတွေထက်စားချုံမုတ်တင့်ယုံထည့်ပြီးတုပ်စားကြတာပဲမီလေးတို့စကိုင်းဘက်မှာတော့ရတယ်စွန်းပုံညာရှင်ရောက်တိုင်းဖျားဖိုးပြီးတာနဲ့ဘေးကတမာရိတ်ဆိုတဲ့ဆိုင်လေးမှာထမင်းစီစံလေးနဲ့အတုပ်မျိုးစုံမှားစားတာအမောပဲတရုတ်စကားပွင့်ကလက်လက်ဆက်ဆက်စိန်ထားတာရှိသလိုနည်းနည်းကြာပြီးမှစိန်ထားတာလည်းရှိတယ်။နှစ်မျိုးစလုံးတိတ်မကွာပဲနဲ့စားကောင်းနေအရင်ကစားမယ်မသိတဲ့ဒီအပွင့်ကိုစွန်းပုံညာရှင်ဖူးရင်ကနေစားတက်သွားတာတပွဲမှာ1000ပဲတရုတ်စကားပွင့်တုတ်ကလေအပွင့်လေးတွေကမှုေးပေမဲ့လို့တုတ်လိုက်တော့9စီပေါင်းလေးလိုပဲအနံ့လည်းမရှိဘူးကောင်းမှကောင်းပဲတမရိတ်ဆိုင်လေးမှာလေနောက်ထပ်ကငဖဲတုတ်တို့ဖီတန်တုတ်တို့ငရမ်းပတူရွက်တုတ်တို့ကြောင်ရှာပွင့်တုတ်တို့တခုတ်ပွင့်တုတ်တို့ညောင်ချင်းဘူးတုတ်ထနောင်ရွက်တုတ်စတဲ့အတုတ်တွေရသည်လေစကိုင်းတောင်ရိုးစွန်းပုံညာရှင်စီတီရောက်ရင်ရွက်တုတ်လေးတွေမစားမဖြစ်ဒေသစားစရာတွေကြီးပဲအရင်ဆုံးတခုတ်ပွင့်ကိုရေးဆေးပြီးတော့ပြုတ်အရင်နူးပြီးပြင်းနေအောင်မပြုတ်ခဲနဲ့စားလို့ရတဲ့အနေထားရပြီဆိုရင်ရပြီကျက်သွန်ပြူစီချက်ကိုလည်းချက်ထားပြီးလို့ရှိရင်ရုပ်သီး6တောင်ထောင်းထားတဲ့ငရုတ်စုံတွေကိုမြင်ငပြီးကျက်သွန်နီစားအချို့မို့ရောပြီးတော့ထက်ထောင်ပြီးမကြီးနှစ်ကိုရေနဲ့အနှစ်ရအောင်လှုပ်ထားပြီးသုံးမဲ့ပကံနဲ့ကိုထောင်းထားတဲ့ငရုတ်သီးအနှစ်ကိုထည့်မကြီးနှစ်ကိုထည့်တခုတ်ပွင့်ပြုတ်ထားတဲ့ထဲကိုထည့်ပြီးနေလိုက်လို့ရှိရင်ရပြီနေတာနှံ့သွားပြီဆိုလို့ရှိရင်စီချက်ချက်ထားတာကိုထည့်ပြီးတော့ထက်နေပေးရမယ်။ရတာအပေါ်ငယ်လိုတလိုထက်ဖြည့်ပြီးတော့စားကောင်းတဲ့တခုပွင့်ရခိုင်တုပ်လေးရပါပြီ။သူ့ရတာကခါတက်တက်လေးနဲ့ထမင်းမိန်နဲ့စားလို့လေအတော်လေးကောင်းတယ်။စားဖို့သူတိုင်းတော့သိပါလိမ့်မယ်။အဲ့ဒါဒီလိုလေးသူရရဲ့သမုံပင်ကမြမတိုင်းရင်စီလောကမှာတမားတော်တွေမုံလို့မလို့သမုံပင်လို့ခေါ်ပေါ်ကြတယ်တဲ့တမားတော်တွေကဘာလို့မုံလဲဆိုလို့ရှိရင်သမုံရွယ်နုနုကိုခူးပြီးတော့ရေနွေးနဲ့ပြုတ်ပြီးတော့တုပ်စားရင်ပဲဖြစ်ဖြစ်သမုံမြက်ကိုအချောက်လန်းပြီးတော့အမှုန့်လုပ်ပြီးတော့စေးဖော်ရင်ပဲဖြစ်ဖြစ်ယောဂါတွေကင်းဝေးပြီးချမ်းသာကြလုံးလို့တမားတော်တွေကလူနာတွေကိုမကူတာရလို့မှိုင်ငေးပြီးတော့ဘေးထိုင်နေရလုံးလို့တမားမုံပင်လို့ခေါ်တယ်တဲ့တမုံရွယ်နုချိန်နဲ့တမုံဘူးဖူးချိန်ကတဘိုရဲလာနဲ့တပေါင်းရသည့်အချိန်တွေဖြစ်တယ်တဲ့တမားမုံရလောက်အောင်တမုံပင်ကိုမမြင်ဘူးတဲ့မိတ်ဆွေတွေအတွက်နဲ့ဘူးတုတအနေနဲ့ပြောပြရလို့ရှိရင်တော့တောသူတောင်သားတွေအတွက်စေးပရိသပင်ကြီးဖြစ်တယ်တဲ့မျက်စိချင်းနဲ့ဆိုလို့ရှိရင်လည်းတမုံဘူးကိုစားနဲ့သွေးကွင်လိုက်ပျောက်တယ်ထိကြိုက်တန်ရရလို့ရှိရင်လည်းတမုံရွက်ကိုထောင်းအောင်လိုက်တာနဲ့ပျောက်တယ်ခရင်းပြက်လာတမုံဘူးကိုစားငံပြိုင်နဲ့တို့စားလိုက်တာနဲ့
ချက်မင်း3စလုံးလောက်အသာလေးကုန်တာပဲရှေးတော့အဲ့အပင်ကိုတမားပုံးပင်လို့ခေါ်ခဲ့ကြတာပေါ့တမားတော်တွေကသူတို့စီးတဲ့အဲ့အပင်ကစွမ်းနေလို့မုန်းကြတာတဲ့အဲ့ဒါကြောင့်တမားမုံပင်ခေါ်ရနေအလွယ်အခေါ်သမုံပင်ဖြစ်လာတာပေါ့